္ဂလာပါခင်ဗျာကျွန်တော်အခုရောက်ရှိနေတာကတော့မန္တလေးတိုင်းဒေသကြီးပကံရှေးအောင်ရှင်ကြီးမှုနယ်မြေမှာရှိတဲ့ကျန်စစ်သားမီတီထောက်ကိုဝယ်ခဲ့တဲ့မင်းကိုချမ်းသာဘုရားကိုဖြစ်ပါတယ်ကျွန်တော်နဲ့အတူမင်းကိုချမ်းသာဘုရားကိုလိုက်ပါပြုလို့အတွက်အားလုံးကိုလေးစားစွာဖြင့်ဖိမှန်တော့ပြုလိုက်ရပါတယ်ခင်ဗျာမင်းကိုချမ်းသာဘုရားဆိုရင်ပထမပကံနိုင်ငံတော်ရဲ့ငြိမ်းချမ်းရေးမှာပါဝင်ဖော်ဆောင်ခဲ့တဲ့ကျန်စစ်သားမင်းခရစ်နှစ်1084နဲ့1113ထိနန်းဆန်ခဲ့တဲ့ဘုရင်မင်းမြတ်ကြီးကတီထောက်ကိုဝယ်ခဲ့တဲ့ဘုရားပဲဖြစ်ပါတယ်။ကျန်စစ်သားမင်းကြီးနန်းတက်ပြီးနောက်အိုမင်းမစွမ်းဖြစ်လာချိန်မှာတီထောက်ကိုဝယ်ခဲ့တဲ့ဘုရားလည်းဖြစ်ပါတယ်ခင်ဗျာ။ဒီမင်းကိုချမ်းသာဘုရားကိုတီထားကြတဲ့ရည်ရွယ်ချက်ကတော့လူတိုင်းဟာဘလောက်ပဲဖုံးတကူကြီးပါသည်တကူအာနာကြီးထွားပါသည်အချိန်တန်ကိုအချိန်ရဲ့ဇရာကိုမလွန်ဆန်နိုင်ပါဘူးအဲ့လိုအချိန်မှာအိုမင်းမစွမ်းဖြစ်တဲ့အချိန်မှာစိတ်ချမ်းသာစေခြင်းအလို့ငါကိုချမ်းသာစေခြင်းအလို့ငါနိဗ္ဗာန်ကိုအထောက်ပံ့ဖြစ်စေမဲ့ဖရာတဆူအဖြစ်မင်းကြီးဟာတီထားကိုဝယ်လို့တဲ့ဆန္ဒနဲ့နောင်လာနောက်သားများကိုလည်းအသိပညာဘုဒ္ဓတာပေးစေရန်အလို့ငါအခုမြင်တွေ့ရတဲ့မင်းဦးချမ်းသာဖရာကြီးကိုဆောက်လုပ်လူတန်းခဲ့တာပဲဖြစ်ပါတယ်ဒီဖရာကြီးရဲ့ဇောင်းနှံဆိုရင်နှစ်ပေါင်း1000တက်တန်းရှိနေပြီဖြစ်ပြီးရှေးအောင်လက်ရာတွေကအခုချိန်ကြီးကြန့်ရှိပါသေးတယ်ခင်ဗျာပကြီးကားတွေကတော့ဒါပြန်လဲမွမ်းမံဆွဲထားတာဖြစ်ပြီးဒါပေမဲ့အဲ့ဒီပကြီးကားတွေဆွဲထားတဲ့တစ်သားတွေကတော့နှစ်1000တက်တန်းရှိပြီလို့သိရှိရပါတယ်ဒီမင်းကိုချမ်းသာဖရာဆိုရင်ပကံခေတ်အလယ်ရဲ့ရှေးဘဟုရှေးပေါ့နော်ဒီဘဟုပညာပန်းပုတ်ပညာပန်းတမော့ပညာပန်းပဲပညာတို့ကိုတေချာစုံစည်းစွာတွေ့မြင်ရမယ်ဖရာတဆူလည်းဖြစ်ပါတယ်ဗကံမှာရှိတဲ့နှစ်စစ်လိုင်းဂူပေါဝဖရာအများစုလိုမဟုတ်ပဲယနေ့ခေတ်နဲ့ပုံမလိုက်ရောညီထွေစေတဲ့ဇေဒီဖရာမျိုးပဲဖြစ်ပါတယ်ခင်ဗျာအခုဒီလူကြီးမင်းတို့ဖူးမြင်နေရတဲ့ဒီဖူးတွေ့ရမယ်ဇောင်းနှန်းကြီးအပြင်နောက်ထပ်ထူးခြားတယ်ပေါ့နော်ဒီဘယ်လိုပြောမလဲကုန်းအမြင့်မှာတီထားကိုဝယ်ခဲ့တဲ့ဇေဒီ3စုနဲ့တူဇေဒီ3စုဟာဆိုရင်ဖရာတရားတန်ကပေါ့နော်အဲ့ဒီယရနာ3ပါးကိုရည်စူးပြီးတော့ဇေဒီတော်မြတ်3စုအနေနဲ့ကိုဝယ်ခဲ့ပါတယ်ပြီးတော့အုတ်အမြင့်လှိုင်ကိုဖရာမျိုးဖြစ်ပြီးတော့အလဲမှာဂူလုံးဝမရှိပါဘူးဖရာရင်မြင်တော်ကိုလည်းမိမိကအိုမင်းမစွမ်းဖြစ်လာတဲ့အခါမှာကြံတော်ဖရာတွေကိုဖူးတွေ့နိုင်စေရန်အလို့ငါမြင့်မြင့်လေးရင်မြင်တော်တည်ထားခဲ့ပါတယ်ဒါဖရာကပကံမှာရှိတဲ့အာနန္ဒာဖရာနာမှာပဲတည်ရှိပြီးတော့တအားကိုလှပတဲ့ရှုမြော်ခင်းနေနဲ့ဘယ်လိုပြောမလဲစက်တည်ရှိတဲ့ဖရာစုလည်းဖြစ်ပါတယ်မိမိအနေနဲ့အိုမင်းမစွမ်းဖြစ်ချိန်မှာစိတ်ချမ်းသာစေရန်အလို့ငါအစီရင်ရတဲ့အနေနဲ့တော့၎င်းမိမိဤမိဘများအိုမင်းမစွမ်းဖြစ်နေတာအသက်အရွယ်ကြီးမြင့်နေတဲ့မိမိရဲ့မိဘအဖိုးဖွားများကိုလည်းသူတို့စိတ်ချမ်းသာစေရန်လို့ငါကျန်စစ်သားမင်းကြီးတည်ထားခဲ့တဲ့မင်းအိုချမ်းသာဘုရားကိုတွားရောက်ဖူးမြော်နိုင်စေရန်တိုက်တွန်းနှိုးဆော်လိုက်ခြင်းဖြစ်ပါတယ်မိမိမှာမိဘတွေတကြီးရွယ်တွေရှိခဲ့တဲ့မိမိကိုယ်ကလည်းအသက်အရွယ်ကြီးမြင့်လာတဲ့အချိန်မှာစိတ်ချမ်းသာခြင်းနဲ့ကိုယ်ကျမ်းမာခြင်းနဲ့ဆိုရင်ဖြစ်ကျန်စစ်သားမင်းကြီးရဲ့မင်းအိုချမ်းသာဘုရားကိုတွားရောက်ဖူးမြော်ကြပါလို့ကျွန်တော်အနေနဲ့ဒီဗီဒီယိုလေးကနေတိုက်တွန်းနှိုးဆော်လိုက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုပိတ်သက်များဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်အကောင့် follow လုပ်ထားသူများ follow မလုပ်ထားသူများဤဗီဒီယိုကိုတွေ့ရှိကြတဲ့ပိတ်သက်အားလုံးကိုဤကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းနှလုံးဤဝမ်းဖြာခြင်းတွေနဲ့ပြည့်စုံပြီးတော့လက်ရှိခံစားနေရတဲ့အပူမီးတော်များလည်းကြော်လွှားနိုင်ကြပါသည်ခင်ဗျာပကံကိုရောက်ခဲ့တယ်ဆိုရင်တော့အခုမြင်တွေ့ဖူးမြော်ရမယ်မင်းကိုချမ်းသာဘုရားကိုဆက်တွားရောက်ဖူးမြော်ရင်မိမိအိုမင်းမစွမ်းဖြစ်ချိန်မှာစိတ်ချမ်းသာကိုကျမ်းမာစွာဖြစ်သာသနာဝင်ဘာသာဝင်မိမိခန္ဓာဝင်ကိုထမ်းဆောင်နိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များဖြစ်ကြပါစေရန်စုထူးပန်လို့ရကြောင်းဤဖရာတွင်အစီရင်ထုံးဖွဲ့လို့ရကြောင်းအစီရင်ပြုလို့ရကြောင်းတင်ဆက်ရင်းနဲ့ကျွန်တော်ရဲ့စီစဉ်တင်ဆက်နေမှုကိုဒီနေရာမှာပဲရန်နာဝင်ပြပါခင်ဗျာထပ်မံပြီးလဲကျွန်တော်ရဲ့ဗီဒီယိုပေးသက်များအတွက်တကူကြီးပြများကိုထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်